ဒေါက်တာဆဆာကိုခေါင်းဆောင်တယောက်အနေနဲ့တော့ပြန်ထားတဲ့နေဖြစ်ဖို့များတာကအပေါ်မှာခေါင်းဆောင်သူတို့ဖွဲ့မဲ့ Federal Council လို့နေရာမှာပြန်နေရပေးမလားပေါ့ဒါမျိုးတွေလည်းပြောစရာရှိတယ်ပေါ့နော်နောက်ပြီးတော့သူတို့ Chin Brotherhood နဲ့ CNF ပေါ့အဲ့ဒီရဲ့သူတို့ရဲ့သဘောထားကွဲမှုတွေကြားထဲမှာလည်းဒေါက်တာဆဆာလည်းကြားညက်နေတဲ့သဘောရှိတယ်နော်နှစ်ဖက်လုံးရဲ့ထောက်ခံမှုမရတာတွေလည်းရှိမှာပေါ့အဓိကဖြစ်နေတာကဒေါက်တာဆဆာကိုကျွန်တော်တို့ကဒီချင်းပြည်သူတွေရဲ့ကိုစားဆိုတာထက်ဒီဘယ်လိုပြောမလဲသူ့ရဲ့ဒီ leadership skill နဲ့သူ့ရဲ့ background ကိုကြိုက်ပြီးပြည်သူကຫນွေဦးတော်လိုင်းအစမှာတကယ် driving force လုပ်ခဲ့တဲ့ခေါင်းဆောင်တယောက်အနေနဲ့အမေစုရဲ့အနီးကနေခဲ့တဲ့လူအမေစုကိုယ်တိုင်ဒီ2020နဲ့ဒီရွေးကောက်ပွဲအနိုင်ရယူသူ့ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးမယ်လို့ယာထားမယ်လို့အသံထွက်နေတဲ့လူဖြစ်တဲ့အတွက်ပြည်သူကတော့စိတ်မကောင်းဘူးပေါ့ဗျာနော်ကျွန်တော်လည်းစိတ်မကောင်းပါဘူးဒေါက်တာဆဆာကိုအခုလိုမျိုးဖြစ်သွားတာစိတ်မကောင်းပါဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်တို့က reality ပေါ့နော်အမှန်တရားအရှိတရားကိုပဲလက်ခံရမှာပါလက်ရှိ NUG အစိုးရရဲ့ရည်တည်မှုတွေလှုပ်ဆောင်မှုတွေကကျွန်တော်တို့ကတော့ထောက်ခံနေသေးပဲဖြစ်တယ်ဒါပေမဲ့9နှစ်ပြီးကြာတဲ့ချိန်မှာကျွန်တော်တို့လူစားထိုးလို့မရဘူးဆိုတာမျိုးကိုတော့ကျွန်တော်တို့ကအလွန်အမတန်စဉ်းစားရခက်တယ်ပေါ့နော်အဲ့တော့ငါတို့လုံးမဖြစ်မယ်တခြားလူကိုမယုံရဘူးငါတို့ပဲရှိတယ်ဆိုတဲ့စဉ်းစားပုံဟာမင်းအောင်လှိုင်တို့ရဲ့စဉ်းစားပုံတွေနဲ့တပုံလေးဖြစ်တယ်စစ်အာဏာရှင်ဗိုလ်ချုပ်တွေရဲ့စဉ်းစားပုံနဲ့တပုံလေးဖြစ်တယ်ဖြုတ်ထုတ်တဲ့လှုပ်ချင်းကလည်းစစ်အာဏာရှင်တွေရဲ့လမ်းစဉ်နဲ့လည်းတပုံလေးဖြစ်တယ်အဲ့တော့မနေ့ကကျွန်တော်ပြောသလိုပဲဒီသူကဒီ maker နဲ့ policy maker နဲ့မတူတဲ့သဘောတွေလည်းရှိတာပေါ့ policy ရပြောရင်တော့ NUG ကအရေးကြီးတဲ့နေရာတွေမှာတိတာထင်ရှားတဲ့ဒီလူငယ်ကောင်းဆောင်တွေလူလက်ကောင်းဆောင်တွေအစားထိုးဖို့ကိစ္စကအခုထိမရှိသေးဘူးအဲ့တော့အဲ့ဒါလည်းဘာနဲ့အလားတရန်တူလဲဆိုတော့ဒီ AA နဲ့တူတာပေါ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကသူတို့က AA ကိုထူထောင်ခဲ့တာဒီနေ့သူဘယ်သူမှမဖယ်ပေးဘူးသူပဲဗိုလ်ချုပ်လုပ်သွားတာပဲလीအဲ့တော့လူ10ယောက်နဲ့စခဲ့တဲ့ဒီရခိုင်တော်လန်ရေးကစထောင်ခဲ့တဲ့လူကပဲခေါင်းဆောင်လုပ်တယ်မဖယ်ပေးဘူးဆိုတာလေဒါမြန်မာနိုင်ငံမှာလည်းတွေ့နေရတယ်ဗိုလ်ချုပ်များတို့မဖယ်ပေးဘူးပဲ KIA မှာလည်းမဖယ်ပေးဘူးပဲ KNPP မှာလည်းမဖယ်ပေးဘူးပြောချင်တာကဗျာအဲ့တော့ဒီအဖွဲ့ကိုစထောင်တယ်ကိုစထောင်ပြီးတော့ကိုနောက်ဆုံးအဆင့်ထိသွားမယ်လို့ဆုံးဖြတ်ထားရင်မဖယ်ပေးဘူးဆိုတာကဒါမြန်မာနိုင်ငံမှာရှိနေတဲ့တမိုင်းကြောင်းတစ်ခုလုံးပါပဲဥပမာဘိုးချစ်သူပဲကြည်လေဘိုးချစ်သူကကိုစံမြင့်ပွားကနေပြီးတော့နော် KNU ကနေသူ့ကိုအပြစ်ပေးပြီးအလုတ်ထုတ်လိုက်တယ်အလုတ်ထုတ်ကနေပြီးမှသူ့ဟာသူလူပြန်စုပြီးတော့ဒီသူလူပြန်စုပြီးတော့ခင်ညိုတို့စီမှာလက်နဲ့ချတယ်ပြည်သူစစ်လုပ်တယ်အဲကနေမှခင်ညိုတို့ရဲ့ပျောက်စားခြင်းကိုခံပြီးဒီနေ့ဘိုးချစ်သူဆိုတာပေါ်လာသလိုပဲပေါ့နော်အဲ့တော့ဘယ်သူမှမဖယ်ပြီးတော့သူပဲဖြစ်သွားတာပေါ့ပြောချင်တာကအဲ့တော့DKB မှာလည်းဒီတိုင်းပဲလေအဲ့လို KNU နဲ့သဘောထားကွဲတယ်သူတို့ခွဲထွက်ကြတယ်ပြီးတော့ခါကျတော့သူတို့ပဲဥဆောင်နေတယ်အဲ့တော့အဲ့ဒီသဘောတရားအတိုင်းပဲ NUG လည်းအဲ့ဒီသဘောတရားရှိတယ်ငါတို့ဥဆောင်ပြီးဖွဲ့စည်းထားတာဆိုလိုချင်တာက2020ဒေါ်လာ2021ဒေါ်လာကြီးအစနဲ့သွားဆက်တယ်အဲ့တော့နယူးဒေါ်လာကြီးစတဲ့အချိန်မှာဒီဒေါ်စင်မောင်တို့ဥဆောင်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေကလက်မှတ်ထိုးကြတယ်နော်လက်မှတ်ထိုးကြပြီးတော့ဒါကိုစက်ကျင်မှုတွေစလုပ်တယ်ပြီးမှသူတို့က CRPA ကိုစဖွဲ့လိုက်တာပေါ့သူတို့ကဥတာပေါ့ဗျာစဖွဲ့ပြီးတဲ့မှဒီအဖွဲ့ထဲမှာလူတိုင်းပါဖို့ all inclusive ပြောဘသူကိုပါတဲ့နေဘသူကသူတို့ကလိုက်စီယုံတာပေါ့ဥပမာကျွန်တော်ကိုလာစီယုံမယ်ဗျာဥပမာပြောတာနော်ကျွန်တော်ကိုစီယုံမယ်ဒေါ်တော်ဆဆာကိုစီယုံမယ်ဆရာဇော်ဝေစုကိုစီယုံမယ်သူတို့ကလူစုတာဒါပေမဲ့သူတို့ဒီ organizer သူတို့ကစတီထောင်တာအဲ့တော့သူတို့ခေါ်တဲ့လူပဲပါမှာအဲ့ဒါကိုအမေရိကဟိုအကိုကြီးတယောက်တစ်ချိန်လုံးပြောနေတာလေသူ့ကိုသူ့ကိုကန်လှမ်းဖို့မကန်လှမ်းဖို့ကိစ္စတွေဒါမျိုးပြောချင်တာအဲ့တော့
စားဖွဲတဲ့အချိန်မှာတော့ဟာဒီလူကပါတဲ့နေအမဥမာဆိုရင်ဒါဣသင်္ဇာမောင်လေးကတော့ပါတဲ့နေသူကတော်လန်ရေးမှာစတယ်လူငယ်တွေလည်းကြိုက်တယ်ဒါကြောင့်ဥတင်မောင်ဆောင်ကိုကမ်းလှမ်းပြီးတော့ဒုဝန်ကြီးတင်နေရပေးလိုက်တာပေါ့ပြောချင်တာကပြည်သူဆုံးဖြတ်တာမဟုတ်ဘူးအဲ့ဒီကနတော့က NLD ကနေဥဆောင်တဲ့4-5-6ယောက်ကဆုံးဖြတ်တာအဲ့တော့သူတို့ဆုံးဖြတ်ထားတဲ့လူပြောချင်တာကသူတို့ထောင်ထားတဲ့အဖွဲ့ပေါ့အဲ့ဒါမျိုးပဲအေးလဲဒီတိုင်းပဲလေဘိုးချုပ်ထွန်းမြတ်နိုင်တို့ကသူတို့ထောင်ထားတဲ့အဖွဲ့ဗျာသူတို့ထောင်တဲ့အဖွဲ့ဟိုလူကိုခတ်မယ်ဒီလူကိုခတ်မယ်ဟိုလူကယုံကြည်တယ်ဆိုတော့သူ့အဖွဲ့ကိုသူလောက်တာပြောတယ်သူပဲယူသွားတာပေါ့နော်အခုဘိုးချုပ်များတို့လည်းဒီတိုင်းပဲ KNU ကိုဟိုတော့စောကြတို့အုပ်စုတွေပေါ့နော်ဒီလိုပဲကချင်လဲဒီလိုပဲလေအဲ့တော့သူတို့ကကိုထောင်ထားတဲ့အဖွဲ့ကိုအဖွဲ့ကိုဘယ်သူမှကိုကဆင်းပေးပြီးတော့အောင်မြင်လာတဲ့အချိန်မှာနေရာဖယ်ပေးမှာမဟုတ်ဘူးလေဒီနေ့ကောင်မဲ့စစ်တပ်ကစစ်အာဏာရှင်တွေလည်းသူတို့ထောင်ထားတဲ့အလုပ်သူတို့စီစဉ်ထားတာဒီကာဝေးဦးစီးချုပ်တွေကအမိုက်ခံပြီးတော့အမုန်းခံပြီးတော့သူကပြစ်တာသတ်တာခတ်ထားပြီးတော့သူဒီယာရုရတော့သူဘသူပေးမလဲသူပဲသမနာလုံးမှာပေါ့ဒီသဘောတရားဟာ NLD မှာလည်းရှိနေတယ် NUG မှာလည်းရှိနေတယ်အဲ့တော့အဲ့ဒီတော့ကပါခြင်းလို့သူတို့လိုကမ်းလှမ်းတဲ့လူတွေရှိတယ်သူတို့ဆက်သွယ်လဲဥမာဒေါ်ဖြူဖြူသင်းတို့လည်းပါမှာပေါ့ဗျာပြောချင်တာကအဲ့ CRPH အုပ်စုပေါ့ဗျာအဲ့တော့ CIPH ကနေအရင်ကျွန်တော်တို့ကအတိုက်ခံအစိုးရဖွဲ့ပြီးမှကျွန်တော်တို့က NUG ကိုပြောင်းတာလीเนาะဒါကြောင့်ကျွန်တော်တို့ we support CRPH ဆိုကျွန်တော်တို့လုပ်ခဲ့ကြတာလीအဓိကကအဲ့ဒါဘယ်သူ organizer လဲဆိုတေးကြတာတခုကတော့အဲ့ဒီ၄ယောက်ပဲဒေါ်စင်မအောင်ဥယျင်မော်ဥလွင်ကိုလဥတင်ထွန်းနိုင်ဆိုတဲ့အဲ့ဒီ၄ယောက်ပဲသူတို့နောက်ကမှာတော့ဒေါ်ဖြူဖြူသင်းတို့လည်းပါနိုင်တာပေါ့နော် CRPH ကခေါင်းဆောင်ကြီးတွေလည်းပါနိုင်တာပေါ့တချို့ NLD CEC တွေပေါ့အဲ့တော့သူတို့တွေကပဲခြေလေတာပေါ့ဗျာပြောချင်တာကရှင်းပြောရရင်အဲ့တော့သူတို့တွေခေါ်ပြီးတော့နေရာပေးလို့ကမ်းလှမ်းလို့မတ်အီတို့ဒေါက်တာဆဆာတို့ကနေရာရတာပေါ့ဗျာပြောချင်တာကအဲ့ဒီချိန်မှာလေဒေါက်တာဆဆာက very hot ပဲနေဦးတော်လိုင်းအစမှာကျွန်တော်တို့အားလုံးဒီဆရာဒေါက်တာဆဆာကိုအရန်အားကိုးခဲ့ကြတာအဲ့တော့ very hot ခေါင်းဆောင်ဖြစ်တဲ့အတွက်သူတို့ဒီဝန်ကြီးတနေရာပေးပြီးတော့ချွေးသိမ့်လိုက်တာပေါ့အဲ့ဒီချိန်ကလည်းလူငယ်ခေါင်းဆောင်တွေထဲမှာမတ်အီက very hot ပဲနော်သူကိုယ်တိုင်ဆန္ဒပြပွဲဥစားအဲ့တော့အဲ့ဒီ hot တဲ့လူတယောက်ကိုနေရာတနေရာပေးပြီးချွေးသိမ့်လိုက်တာပေါ့ဗျာဒီသဘောပါပဲပြီးတဲ့ခါကျတော့ဘာလုံးကွယ်ပဲမှမရှိဘူးဘာဆုံးဖြတ်ချက်မှမရှိဘူးဘာအရေးကြီးတဲ့ဆုံးဖြတ်ချက်မှမပါဘူးအခု NUG မှာရှိနေတဲ့ဘန်နာကြီးငွေကြေးစစ်ရေးကိစ္စအားလုံးဒီတေးကြတယ်ကျွန်တော်တေးကြပေါက်ပြောရတယ်မအီတို့တော်စားတို့လုံးဝမသိဘူးပြောချင်တာသူတို့ပြောနေတဲ့ဒီ NUG ရဲ့ cabinet အစည်းအဝေးတွေမှာဒါတွေအားလုံးဒီတော့လျှို့ဝှက်ထားတယ်အရေးကြီးတဲ့လူပဲပေးတတ်တာပေါ့ဗျာပြောချင်တာကာကွယ်ရေးကိစ္စကိုကာကွယ်ရေးဝန်ကြီးနဲ့သမရလည်းဝန်ကြီးချုပ်လောက်ပဲသိမှာပေါ့ပြောချင်တာဝန်ကြီးချုပ်တော့သမရတော့သိမှာပါသူတို့ဥဆောင်နေတာပဲအဲ့တော့အဲ့ဒါမျိုးအနေထားတွေဖြစ်နေတာအဲ့တော့ဖြစ်နေတဲ့ခါကျတော့အဲ့ဒါကြောင့်တချို့တိုင်းရင်းသားတွေကိုယ်စားလှယ်တွေလွှတ်ထားတဲ့ဒုဝန်ကြီးတွေကစိတ်ပြက်လက်ပြက်နဲ့စကားပြောတာတွေအတန်ထွက်တာတွေအများကြီးဖြစ်ပြီးတော့ NUG ထဲမှာဘာတွေဖြစ်နေတယ်ဆိုတဲ့ပြည်သူတွေကိုဘယ်လိုပြောမလဲအတွင်းသတင်းပေးတာပေါ့ insider information လို့ခေါ်တယ်အတွင်းသတင်းပေးတာအဲ့ဒီဝန်ကြီးတွေဒုဝန်ကြီးတွေကနေတဆင့်သူတို့နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းကိုတဆင့်ပြည်သူကြားတဲ့ဟိုဒီမီဒီယာတဆင့်ရောက်လာပြီး NUG ကဘာဖြစ်တယ် NUG ကအဲ့ဒီသတင်းတွေအားလုံးဒီအတွင်းရပဲပေးတာပြောချင်တာအတွင်းထဲမှာချိတ်ဖြစ်နေတာကြားပြီဒါပေမဲ့ဘယ်သူမှငါယာတူးလိုချင်လို့လောက်တာမဟုတ်ဘူးကိုကပေါ်တင်ထုတ်ပြောလိုက်ရင်ဒီဝန်ကြီးတွေကပေါ်တင်ထုတ်ပြောလိုက်ရင်ငါကယာတူးလိုချင်လို့ပြောတာဖြစ်ကုန်ပါလေငါတို့ကယာတူးလိုချင်လို့တော်လှန်ရေးလုပ်တာဖြစ်ကုန်ပါလေအဲ့ဒီတော့အားလုံးဒီဗဇက်ကို break ထားပြီးတော့ကိုရှိနေတဲ့တာဝန်ပေါ့ငါလည်းတော်လှန်ရေးမှာပါနေတာပဲငါ့ကိုဒီဝန်ကြီးပေးတယ်ဆိုဒီဝန်ကြီးမှာပဲငါတာဝန်ကြည့်အောင်လုပ်မယ်ဆိုတဲ့ပုံစံတွေနဲ့ပဲဟမ်မပြက် NUG ကို run နေကြတာဒါပေမဲ့သူတို့ကကြတော့သူတို့အချင်းချင်းသူတို့ဆွေမျိုးသားချင်းသူတို့အချင်းချင်းတော့ပြောတာဆိုတာတွေကအပြင်ကိုအန်ထွက်လာတာပေါ့ဗျာအဲ့ဒီအန်ထွက်လာတဲ့အခါမှာတချို့တော့လှုပ်ရှားခြင်းတဲ့လူတွေတချို့တော့မီဒီယာတွေကအဲ့ဒီသတင်းလေးကိုနည်းနည်းသိပြီးတော့ပုံကြီးချဲ့ပြီးပြောတော့တာပေါ့ဗျာNUG မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ဝန်ကြီးဌာနများဝန်ကြီးများအားလုံးကိုလည်းလေးစားပါတယ်ဝိုင်းဝန်းထောက်ပံ့ဖို့ကူညီဝိုင်းရံဖို့ကအဆင်သင့်ပါ never give up ပါမှန်ပါတယ်ဒါကျွန်တော်တို့လက်ခံပါတယ်ဒါပေမဲ့ NUG reform လုပ်ပါဆိုတဲ့ reform လုပ်ခြင်းရတာဒါနောက်ဆက်တွဲ consequence တွေပါဒါကျွန်တော်တို့လက်ခံရမှာပါတချို့ကပြောနေတယ်လေကာကွယ်ရေးတစ်ခုပဲလို့လဲစစ်ရေးနဲ့တိုက်မယ်လို့ပြောတဲ့လူတောင်ရှိနေတယ်လေဒါကဖြစ်ကိုဖြစ်လာမယ်ကိစ္စပါမှန်ပါတယ်
အမှန်တော့နေရာကများကောင်စီလိုဟာမျိုးဖွဲ့ပေးတဲ့နော်ဟိုပြောမယ်မြို့မျိုးဖများလို့ပေါ့နေရာကများကောင်စီတော်လိုင်းရေးဥဆောင်ကော်မတီအဲ့ဒါမျိုးတွေဖွဲ့ပေးတဲ့အဲ့ဒီနေရာမှာဟိုအကြံပေးများအဖွဲ့ပေါ့အဲ့ဒါမျိုးဖြစ်ပေါ့နော်နိုင်ငံတော်အကြံပေးများအဖွဲ့အဲ့လိုမျိုးတစ်ခုဖွဲ့ထားပေးတဲ့အဲ့ထဲမှာတော်စကားတို့ဘာလို့ပြန်ဆွဲသုံးဖို့လိုတာပေါ့ဒါတော့သူတို့ဘယ်လိုလုပ်မလဲမပြောတတ်ပါဘူးNUG မရှိဘဲနဲ့တော်လန်ရေးပဲမှသွားလို့မရပါဘူးအဲ့တော့ NUG ကတော်လန်ရေးမှာအကျိုးမပြုဘူးလို့မြင်တဲ့အမြင်ကို100%ပယ်ချပါတယ်NUG မရှိရင်ကျွန်တော်ကိုယ်တိုင်ဒီဒေါ်လာကြီးမှာမပါတော့ပါဘူးပြောလည်းမပြောတော့ပါဘူးမင်းအောင်လှိုင်စစ်အာဏာရှင်အကြောက်ဆုံးက NUG ပါအဲ့တော့ဒါအရှိတရားပါအာရတာမအာရတာသူတို့ကိုချိန်နဲ့တာအဲ့ဒါတတ် NUG မရှိရင်ကျွန်တော်ကိုယ်တိုင်မပါတော့ဘူးဒါနဲ့ရှင်းတဲ့စကားမရှိဘူးကျွန်တော်တို့ဒီ NUG ပဲအားကြောင့်လေဒါဒီမရှိဖြစ်လို့အတယ်ဟုတ်ပါတယ် advisory committee လိုမျိုးဖွဲ့တင်ပါတယ်နော် advice တော့ဒီကျွန်တော်တို့ဝန်ကြီးတွေပေါ့ပြည်သူချစ်တဲ့ခေါင်းဆောင်တွေကိုအခုလိုနေရာပြန်ပေးတင်တာပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုပြောမလဲဝန်ကြီးဌာနမဟုတ်တာဖြစ်တယ်ပတ်စံလည်းမကုန်ဘူးလေနော်အဲ့တော့သူတို့တစ်ခုခုတော့လုံးမှာပါဒါပေမဲ့ကျွန်တော်လည်းမသိပါဘူးသူတို့လျှို့ဝှက်ထားတာပေါ့နော်သူတို့အချိန်တိုင်းကြီးညာပါလိမ့်မယ်ဒါပေမဲ့သူတို့ကကြီးညာပါတာပြောနေတာသူများဟိုမှာရွေးကောက်ပွဲတောင်ပြီးတော့မယ်အလုံးလုံးတာအရန်ဖြီးတယ်ဗျာသိလားဘာတွေဖြစ်နေကြလဲတော့မသိဘူးအရန်အလုံးလုံးတာဖြီးကြတယ်ဗျာသိလားဘာတွေဖြစ်နေကြမှန်းကိုမသိဘူးဟိုကျွန်တော်တို့ပြည်သူတွေရတာစိတ်ပူနေတာသူတို့ကအလုံးလုံးတာဟိုဘယ်လိုပြောမလဲအီလေးဆွဲပြီးတော့တလန်းကြီးဖြည်းဖြည်းချင်းသွားနေတဲ့ပုံစံသူတို့ကဒီတော်လိုင်းကြီးကိုနောက်နှစ်20တိများဟိုရေရှည်စီမံကိန်းများဆွဲထားကြလာတော့မပြောတတ်ဘူးဘာဖြည်းဖြည်းချင်းသွားနေတာအဲ့တော့အလုံးလုံးတာအရန်နှီးတယ်ပေါ့ဗျာနော်အဲ့တော့ပြောင်းလဲမယ်ပြောနေတာဂူရီကိုမပြီးနိုင်သေးဘူးအဲ့တော့ကျွန်တော်တို့ကတော့ကိုမှရှိတာပဲကိုလှုပ်လို့ရမှာလေကစားလို့ရမှာလေကျွန်တော်တို့ကတော့ဘာမှလှုပ်လို့မရဘူး move forward ပဲရှိသူပဲ never give up ပဲလေပြီးမှဆိုရင်တော့မဟုတ်ပါဘူးတော်လိုင်းကြီးကသူတို့မှရှိတဲ့ဟိုအင်အားအစစ်မှန်ကိုသူတို့အသိဆုံးဖြစ်တာဖြစ်တဲ့အတွက်သူတို့တလှမ်းချင်းခါတည်းကြရင် policy maker တွေကလည်း policy ကြားထဲမှာပဲပျော်မွေ့နေတတ်တယ်အဲ့ဒါလည်းကျွန်တော်သတိထားရမှာ backfire ပေါ့နော် policy maker တွေကအဲ့ policy ကြားထဲမှာအဲ့ theory တွေကြားထဲမှာပဲပျော်မွေ့နေတတ်တယ်အဲ့ဒါလည်းမကောင်းတဲ့အချက်ပဲတော်လိုင်းကာလဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာမှလုပ်လို့မရပါဘူးညီကိုများတော်လိုင်းကာလမှာကျွန်တော်တို့ကစစ်ပဲတိုက်ရမယ်စစ်အာဏာရှင်အနိုင်တိုက်ရမယ်ပြီးမှကျွန်တော်တို့ကျန်တဲ့စနစ်တွေကိုစနစ်တကျဥပဒေထိန်းကျောင်းမှုမရှိဘဲနဲ့ပြည်သူလူကမကြောက်ဘူးဗျအဲ့တော်လိုင်းကာလမှာဘာဥပဒေမှမရှိတာမင်းမဲစရိုက်ကြီးလေနော်တနက်ရှိတဲ့လူကအသာပဲလေအဲ့တော့ကျွန်တော်ပြောချင်တာကအခုချိန်မှာဗျာခင်ဗျာဒီစကိုင်းမကွေးကိုသွားရဲလားခင်ဗျာဟိုကအကုန်လုံးရှင်းပလိုက်မှာတော့ပြောချင်တာကတော်လိုင်းရေးကာလမှာဟိုလိုပြောင်းတင်တယ်ဒီလိုပြောင်းတင်တယ်လို့မရဘူးဗျ။ဘာတနတ်တွေကင်ထားကြတာ။အဲ့တော့ဒီအာနာရှင်ကိုအမြင့်ဖြတ်ပြီးတော့ခါမှာဥပဒေတစ်ခုဆွဲပြီးတော့လူတွေအားလုံးလက်နက်တွေအကုန်ကောက်သိမ်းပြီးမှအဲ့ဒါကိုဥပဒေနဲ့တရားရုံးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့သွားမှရမှာ။တော့အခုချိန်မှာကျွန်တော်တို့ကဒီ policy တွေအဲ့ policy ကြားထဲမှာပဲပျော်မွေ့ပြီးတော့ policy ကြားထဲမှာပဲအလုပ်ရှုပ်ပြီးအချိန်ကုန်သွားပြီးဘာမှဖြစ်လာမှာမဟုတ်ဘူးအခုချိန်မှာကပြပြသားသားတိုက်ရမယ်အချိန်ပဲအဲ့တော့အချင်းချင်းတွေကွဲနေတာကငါတော်တယ်ငါတက်မှငါရှိမှဖြစ်မယ်ဆိုတာမျိုးပါတယ်လို့သူများကိုနေရာမပေးခြင်းတာလည်းပါတယ်လို့အလွဲသုံးစားလုံးမှုတွေလည်းပါတယ်လို့သူများကိုအထင်သေးတာလည်းပါတယ်လို့
ဒီယာဒူးကငါတော်လိုင်းရေးပြီးတဲ့အထိငါနေရဘယ်သူမှလာမထိနေပေါ့ဗျာဒီနေရာငါတို့ပဲပိုင်နေဆိုတာမျိုးကြတော့အောက်ခြေမှာတကယ်လှုပ်ချင်တဲ့လူတွေကစိတ်ပြက်ပြီးတော့အဝေးကိုထွက်သွားလိုက်တာပေါ့မပါတော့ဘူးပေါ့ဗျာဒါပါပဲအဲ့တော့ဒါငါနေရအပိုင်ပေါ့ဗျာမင်းအွန်လိုင်းကလည်းဒီနေရာကိုတသက်လုံးမဖယ်ပေးဘူးသူတို့လည်းမဖယ်ပေးတော့ဘူးပေါ့ဗျာအဲ့ဒါမျိုးပုံစံမျိုးလှုပ်ထားရင်တော့အကွဲပြေးဆိုတာဖြစ်မှာပဲလေအဲ့တော့မလှုပ်ချင်တဲ့လူကကိုထုတ်ပြောရင်လေကိုကသဘောထားသေးရကြမယ်ကိုကတော်လိုင်းကြီးမှာအဲ့တော့မပြောတော့ဘူးပါဇက်ပိတ်နေလိုက်တယ်ကိုယ့်အိမ်နဲ့ကိုတော့အိတ်နေတာပေါ့ဒါပါပဲအဲ့သဘောတရားပါပဲမင်းတို့ကြိုက်တာလုပ်ကြတော့ပေါ့